ဒါဟာကမ္ဘာပေါ်မှာစီကံအကြီးဆုံးနဲ့အတိအကျဆုံးနိုင်လဲမဲ့ဖြစ်ပါတယ်။ဖျော်ပြရင်တင်ယုံကြည်မှယုံပါလိမ့်မယ်။ဒီမှာဆိုရင်ဘတ်စကားမှတ်တမ်းရောက်မဲ့အချိန်လွှဲချော်မှုက10မိနစ်တောင်မရှိပါဘူး။စူပါမားကတ်ကငွေရှင်းကောက်တာတွေမှာပြည့်အန်းငွေကိုပြားကနန်းအထိတိတိကျကျရှင်းပေးပါတယ်။ဒိတ်လွတ်တဲ့အခါ3မိနစ်နောက်ကျတာနဲ့တင်အကြီးကျယ်အမားလုပ်မိတယ်လို့ပါတယ်။အဲ့ဒီနိုင်ငံကတော့ဂျာမနီနိုင်ငံပဲဖြစ်ပါတယ်။နိုင်ငံကျယ်ဝန်းကစတုရန်ကီလိုမီတာ3,500,000ခန့်ရှိပြီးကမ္ဘာစတုထမြောက်စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံလည်းဖြစ်ပါတယ်။ဒါပေမဲ့ဒီကဲလူတွေကအရာရာကိုတိတိကျကျတွက်ချက်ရတာကိုနှစ်သက်ကြတယ်။ငွေစင်းတိုင်းကိုတထမကင်း2နေရာအထိတိတိကျကျရှင်းလင်းထားရပါတယ်။တငယ်ချင်းတွေနဲ့စားတော့ပြီးချတင်ခွေကိုခွဲရှင်းတဲ့အခါမှာလည်းဖျားကနန်းအထိတိတိကျကျရှင်းကြပါတယ်။သူတို့တွေဟာစီးမင်းစည်းခန်းတွေကိုခေါင်းမာလောက်တဲ့အထိလိုက်နာကြပါတယ်။လမ်းကူးရင်မီးစိမ်းပြတာကိုမဖြစ်မနေစောင့်ရပါတယ်။လမ်းပေါ်မှာလူတစ်ယောက်မှမရှိနေရင်တောင်ပါပေါ့။အမိုက်ခွဲခြားဆွန့်ပစ်တာကို9မျိုး10မျိုးလောက်အထိအသေးစိတ်ခွဲခြားထားပါတယ်။အယောင်မတူတဲ့အမိုက်ပုံတွေကိုလည်းအမြဲတမ်းတည်တည်ချာချာစီရီစွာထားရှိပါတယ်။ကျက်ဥပြုံရင်တောင်မှမနက်စက္ကန့်အတိအကျကိုထိန်းချုပ်နိုင်တဲ့တီးတန့်အချိန်မှတ်နိုင်ရည်ရှိပါတယ်။သူတို့ဟာအပေါ်ယံဟန်ဆောင်မှုတွေကိုလိုက်စားလိမရှိပါဘူး။ဈေးဝယ်ရင်လည်း brand ထက်အရေးသွေးကိုပိုပြီးအလေးထားကြပါတယ်။ရေရှည်ခံတဲ့ဂျာမနီထောက်ကုန်ပစ္စည်းတွေကအကောင်းဆုံးသက်သေပါပဲ။ဒီမှာမင်္ဂလာဆော်ရင်တန်ဖိုးကြီးတင်တောင်းငွေတွေမရှိပါဘူး။မင်္ဂလာပွဲတွေကယူရှင်းပြီးလက်တွေ့ကြပါတယ်။သူတို့ရဲ့ romantic ဆက်မှုတွေကတိကျသိချာတဲ့အချိန်စရာတွေထဲမှာပုံကွယ်နေပါတယ်။အဲ့ဒါကိုစွမ်းအမြင်လာတဲ့လှုပ်ဆောင်ချက်တွေထဲမှာတွေ့မြင်နိုင်ပါတယ်။ဂျာမန်လူမျိုးတွေဟာစီကန်းဆိုတာကိုအယိုးတဲ့အထိဆွဲနေသလိုပါပဲ။တိကျတေချာမှုဆိုတာသူတို့ရဲ့သွေးထဲမှာစီးဆင်းနေပါတယ်။သူတို့ရဲ့ဘဝမိထိုင်မှုပုံစံကစွမ်းအမြင်များစွာလေပတ်နေတဲ့အဆင့်မြင့်စက်ကရိယာတစ်ခုလိုပါပဲ။အိမ်ထဲကနေကဘာကြီးကိုလေ့လာနိုင်ဖို့ကျွန်တော်ကို follow လုပ်ထားလိုက်ပါ။ကျေးဇူးအများကြီးတင်ပါတယ်။